တနေ့လာလဲဒီငါဟင်းဈေးထဲသွားပြန်တော့လဲကြက်သားဝက်သားကမစားခြင်းငါတွေ့တော့လဲငါပဲဝင်လာလိုက်တယ်ဒါပေမဲ့အိမ်ကိုရောက်တော့ဒီငါကိုဘလို့ချက်လို့ချက်အောင်မှမသိငါဟင်းတွေကလည်းချက်တဲ့နီးရလဲစုံနေပြီအိမ်ကလူတွေကလည်းမစားကြင်ကြတော့ဘူးရိုးအီနေတဲ့ဒီချက်နီးတွေကိုလည်းစိတ်ကုန်နေပြီဆိုလို့ရှိရင်ဘာမှစိတ်မပူပါနဲ့နော်ခါတိုင်းအိမ်မှာချက်နေတဲ့ပုံစံနဲ့လုံးဝမတူဘဲနဲ့ကွဲပြားသွားမယ်ဟင်းချက်နီးလေးတစ်မျိုးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျဒီနေ့မိတ်ဆက်ပေးမယ်ငါးဟင်းပွဲလေးရဲ့နာမည်ကတော့စွမ်းချရွီလို့ခေါ်ပါတယ်စွမ်းချရွီဆိုတာကျွန်တော်တို့မြန်မာလိုခေါ်မယ်ဆိုရင်ငါးကြံမဆိုင်ပေါ့နော်စွမ်းချရွီလေးကိုဘယ်လိုချက်ရလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုလိုက်ပါအောင်နော်ဟုတ်ကဲ့ပါစွမ်းချရွီချက်ဖို့အတွက်ကျွန်တော်တို့ကငါးကိုအခုလိုမျိုးလေးတွေအသားလေးတွေလွှာထားလိုက်မှာဗျအဓိကကတော့ဒီငါးအသားလွှာထားတဲ့ဟာကိုပဲကျွန်တော်တို့ကသုံးမှာဖြစ်ပါတယ်ဗျခုနကကျွန်တော်တို့ခုတ်ထားတဲ့ငါးရိုးကိုကြတော့ကျွန်တော်တို့ကပြုတ်ပြီးတော့မှကျွန်တော်တို့ဒီအရေဝဲယူမှာပေါ့နော်အယိုးတွေကိုလွတ်ပြစ်မှာဖြစ်ပါတယ်ဗျကြံမဆိုင်နဲ့ဒီငရုတ်သီးအစိမ်းပေါ့နော်ဒီငရုတ်သီးစိမ်းဆိုတဲ့နေရာမှာပေါ့နော်ဒီတရုတ်တွေသုံးတဲ့ငရုတ်သီးတော့ရှိရပါဗျာကျွန်တော်မှာတော့အဲ့ငရုတ်သီးမရှိဘူးလောလောဆယ်ဆိုင်မှာရှိတဲ့ငရုတ်သီးနဲ့ပဲကျွန်တော်ချက်ပြမှာဖြစ်ပါတယ်ဗျဒါလေးကိုအရင်ဆုံးစီလေးနည်းနည်းထည့်ပြီးတော့လှော်လိုက်မယ်နော်ကြံမဆိုင်နဲ့ရောပြီးတော့နော်ဟုတ်ကဲ့ပါငါးကြက်မဆိုင်ချက်တဲ့အခါကျရင်ကက်ကတိငါးကိုသုံးရင်ပို့ပြီးတော့ကောင်းတာပေါ့နော်ကြက်မဆိုင်ကိုကျွန်တော်တို့ကလှော်လို့ပြီးသွားပြီဆိုလို့ရှိရင်စကားလေးထဲမှာခဏလောက်ထည့်ထားလိုက်မယ်နော်ပြီးလို့ရှိရင်စီလေးနည်းနည်းထည့်ဂျင်းလေးထည့်ပြီးတော့ကျွန်တော်တို့ကငါးရိုးကိုနည်းနည်းလေးမှုေးအောင်စီတက်လိုက်မယ်နော်အညင်နဲ့လေးပျောက်တော့အောင်ပါပြီးရင်ကျွန်တော်တို့ကရေ3ခွက်လောက်ထည့်ပြီးအဲ့ဒါလေးကိုပေါ့ပေါ့ဆူနေအောင်တည်ထားလိုက်မယ်ဗျရေလဲဆူလာပြီးငါးရိုးတွေလည်းနူသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒါလေးကိုအယိုးကိုပြန်ဆယ်လိုက်မယ်နော်ပြီးရင်ခုနကလှော်ထားတဲ့ကြံမဆိုင်လေးကိုထည့်ပြီးပြုတ်ပြီးပါဗျကြံမဆိုင်လေးနည်းနည်းနူသွားပြီဆိုတာနဲ့ကျွန်တော်တို့ကစကားလေးနဲ့ဆယ်ပြီးပကံလုံးလေးကိုထည့်ထားပေးပါပြီးလို့ရှိရင်ကျွန်တော်တို့ကခုနကငါးသားလွှာလေးတွေကိုကျွန်တော်တို့ကအဲ့ရေနည်းထဲမှာထည့်ပြီးပြုတ်ပေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါငါးတွေကိုကျွန်တော်တို့အကုန်လုံးထည့်လို့ပြီးပါပြီဆိုရင်မီးလေးနည်းနည်းတင်ပြီးတော့ပွက်နေအောင်တည်လိုက်မှာဖြစ်ပါတယ်ဗျပြီးလို့ရှိရင်ချုံမုတ်လေးနည်းနည်းထည့်အစားထည့်ကြက်သားမုတ်ထည့်ပေါ့နော်အရသာမြည်ကြည့်ပါလိုလို့ရှိရင်ထပ်ထည့်လို့ရပါတယ်ဗျပြီးရင်ရှာလကာရေးနည်းနည်းထည့်ပါငါးကြက်မဆိုင်ကရှာလကာရေးနဲ့ချက်ရတာပေါ့နော်ကြက်မဆိုင်ကအချင်းတက်ကတအားမထွက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကရှာလကာရေးလေးနည်းနည်းထည့်ပြီးတော့ကျွန်တော်တို့ချက်ပေးရမှာဖြစ်ပါတယ်ကဲရပါပြီနော်အဲ့ဒါလေးကိုကျွန်တော်တို့ကစကားလေးနဲ့ငါးသားလွှာလေးကိုဆဲပြီးရင်ကြက်မဆိုင်အပေါ်ကနေအုပ်ပေါ့နော်ပြီးကြမှာအရည်လေးထည့်လိုက်ပါဗျပြီးရင်ကြက်သွန်ဖြူလေးနုံနုံစင်ထားတဲ့ဟာပေါ့နော်ကြက်သွန်မိတ်ဟွာချောင်းစီငရုတ်သီး6လေးပါထည့်ပေးလိုက်ပါဗျအပေါ်တော့အလဲလေးကနေပုံထားပေးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကစီပူပူတည်ထားပြီးတော့မှအပေါ်ကနေစက်ခနဲ့ဆိုပြီးလောင်းထည့်လိုက်ပါဗျကဲပြီးရင်နန်းနန်းပင်လေးဖြူလိုက်ပါစီချွမ်းငါးကြက်မဆိုင်ဟင်းလေးရပါပြီတကယ်ချင်းတို့ကအခုလိုမျိုးဟင်းချက်တဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင် like and share လေးနဲ့ကူညီပေးသွားကြဖို့မမေ့ပါနဲ့နော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်တကယ်ချင်းတွေ